ဖုန်ထူတဲ့လမ်းမထဲမှာသွေးတန်ရဲရဲနဲ့အဘိုးကိုတယောက်ဟာကြောက်ခဲတခဲကိုကြစ်ပါအောင်စုပ်ကင်ထားပါတယ်။သူ့ရှေ့မှာတော့လက်နက်အပြည့်အစုံနဲ့နာဇီတပ်ဖွဲ့ဝင်တွေတားဆီးထားကြပါတယ်။အခုပဲလို့နာဇီအရာရှိကအမိန့်ပေးလိုက်တဲ့အစက္ကန့်မှာပဲအဘိုးဟာလင်းမြန်တဲ့အချိန်နဲ့ငုံလိုက်ပါတယ်။နာဇီအရာရှိပြစ်လိုက်တဲ့ကြီးစံဟာအဘိုးအိုကိုမထီပဲသူ့နောက်ကစစ်သားကိုပဲမှန်သွားပါတော့တယ်။ပြစ်ကြဆန်လို့ဒေါသတကြီးအော်ဟစ်လိုက်တဲ့အမိန့်တန်နဲ့အတူကြီးစံတွေဟာမိုးရွာသလိုကြာလာပါတယ်။ဒါပေမဲ့အဘိုးဟာသူ့ရဲ့ရွှေအိတ်ကိုဒိုင်းတပွဲအသုံးချပြီးကြီးစံတွေကြားကနေလွတ်မြောက်အောင်ပြေးထွာသွားနိုင်ခဲ့ပါတယ်။လမ်းမပေါ်မှာမြုပ်ထားတဲ့မိုင်းတွေကိုတတိပြုမိသွားတဲ့နာဇီအရာရှိဟာသူ့ရဲ့စစ်သားတွေကိုအတင်းအဓမ္မလမ်းရှင်းခိုင်းပါတယ်။မင်းတို့နှစ်ယောက်လမ်းဘေးကနေအခုချက်ချင်းသွား။ကြောက်ရွံ့တုန်ရင်နေတဲ့စစ်သားနှစ်ယောက်ဟာလမ်းဘေးကနေပြေးထွာသွားချိန်မှာတော့ပောက်ကွဲတံကြီးတွေနဲ့အတူကောင်းရင်ပေါ်လွင့်ဆင်သွားကြပါတယ်။နာဇီတပ်ဖွဲ့ဝင်တွေမှင်တက်နေတော့မှပဲအဘိုးကိုပြစ်ပေါက်လိုက်တဲ့မိုင်းတစ်လုံးဟာသူတို့ရှေ့ကိုကျလာပြီးပြင်းထန်တဲ့ပောက်ကွဲမှုကြီးထန်မှန်ဖြစ်ပွားပါတော့တယ်။ဒါဟာရန်သူတွေဘလောက်များပါစေမလျှော့တော့ဇွဲနဲ့ပြန်လေတုံ့ပြန်လိုက်တဲ့အဘိုးအိုညတတ်တိပဲဖြစ်ပါတယ်။